လူတော်တော်များများကသူတို့ရဲ့အိမ်မက်တွေကိုမရောက်နိုင်ကြပါဘူးအဲ့ဒီတရားခံကအရှုံးဆိုတဲ့အရာမဟုတ်ပါဘူးမိတ်ဆွေတို့ရဲ့လက်လျှော့အရှုံးပေးခြင်းကပဲမိတ်ဆွေကိုဆွဲချခဲ့တာပါလက်တွေ့ဘက်မှာတွေ့ကြတဲ့အတိုင်းပါပဲရှုံးနေမှုကကျွန်တော်တို့ကိုမတားဆီးနိုင်ပါဘူးဒါပေမဲ့တော်တော်များများကတော့သူတို့ဘဝရဲ့ပထမဆုံးအရှုံးမှာလက်လျှော့သွားကြတယ်အောင်မြင်သူတွေကတော့ပထမတစ်ချီအရှုံးမကလို့10ချိန်မြောက်အချိန်100မြောက်ထောင်ကနန်းတွေကြုံရင်တော့မှမရက်တတ်မနဲ့ဒါငါရဲ့ဘန်းနိုင်ဖြစ်တယ်တန်းကနန်းအထိရှုံးနေမှုကြုံရပါစေအဲ့ဒီအတွက်ဘယ်လိုပဲပေးဆက်ပါစေငါလုပ်မယ်ဆိုပြီးတော့မှကြည့်ကြပါလိမ့်မယ်ငါရဲ့အရှုံးတွေစီကနေငါသင်ခန်းစာယူမယ်ပို့ကြိုးစားမယ်ပို့စမတ်ကြကြဖြစ်လာမယ်ငါရဲ့အိမ်မက်တွေလက်တွေ့ဘဝရောက်မလာမချင်းငါနောက်မဆုတ်ဘူးအဲ့ဒါကတော့အောင်မြင်မှုနဲ့အရှုံးတို့ကြားကကြီးမားတဲ့ခွာချက်ပါပဲအရှုံးဆိုတာကအောင်မြင်မှုကိုရောက်ရှိနိုင်ဖို့ကြီးမားတဲ့ခွင့်ရတစ်ခုပါမိတ်ဆွေအရှုံးနဲ့နေသားတကြဖြစ်ဖို့လိုပါတယ်အရှုံးဆိုတဲ့အရာကိုစီးကပ်ပြီးတော့သင်ခန်းစာယူတတ်ဖို့လိုပါတယ်အရှုံးဟာများစွာသောသင်ခန်းစာတွေရဲ့စုံစည်းရပါပဲဥပမာအားဖြင့်တော့မိတ်ဆွေကဂျင်ကိုသွားပြီးတော့မှ workout လုပ်တာကလည်းအရှုံးစီကိုသွားပြီးတော့မှသင်ယူနေတာပါမိတ်ဆွေရဲ့ body ကိုသတ်မှတ်ထားတဲ့ပန်းနိုင်တစ်ခုအထိရောက်အောင်ဆော့မယ်အဲ့ဒီပန်းနိုင်ရောက်ချင်မှရောက်မယ်အောင်မြင်ချင်မှအောင်မြင်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကအပြောင်းလဲတစ်ခုကိုဆောင်ရွက်နေတာဖြစ်လို့ဟာတိုးတက်ကြောင်းတစ်ခုဖြစ်နေလို့ပဲအောင်မြင်နေတဲ့သူတွေကသူတို့ဘဝတစ်လျှောက်မှာသူတို့အောင်မြင်နေတာတက်အစာပေါင်းများစွာကြာရှုံးမှုပါတယ်သူတို့တွေကအဲ့ဒီအရှုံးတွေစီကနေသင်ခန်းစာယူခဲ့ကြပြီးတော့သူတို့အတွက် energy တစ်ခုအဖြစ်အသုံးချကြတယ်အဲ့ဒီစွမ်းအားကိုအသုံးချပြီးတော့သူတို့ကနောက်တစ်ချိန်ပုံစံအသစ်တွေနဲ့အောင်မြင်မှုလမ်းကိုချဉ်းကပ်ကြတယ်အတူတုံးပြန်ပြောမယ်မိတ်ဆွေတို့ကကိုယ့်ရဲ့အရေးချင်းတွေကိုအဆုံးစွန်ထိအားထုတ်ရမယ်ကြာရှုံးမှု99%သေချာနေတဲ့ကြောက်ကဘာမှာရက်နေတယ်ဆိုတာကိုလည်းမိတ်ဆွေတို့အမြဲတမ်းမှတ်ထားပါအရှုံးနဲ့ကျင့်သားရအောင်လေ့ကျင့်ပါကိုယ့်ရဲ့ limit အထိရောက်အောင်သွားပါရောက်အောင်ကိုသွားပြီးပါဂျင်မှာဆက်စားခြင်းတော့ဝိမမနိုင်ဘူးမလားဘယ်မှနိုင်မလဲဒါပေမဲ့လည်းနောက်ဆုံးမှာတော့အလေးချင်းကနေအောင်မြင်သွားတာပဲမလားမနိုင်ခဲ့တယ်မလားအဲ့ဒါပြောတာပါပဲအရှုံးဆိုတာကျွန်တော်တို့ရဲ့ဟာကွက်တွေအားနည်းချက်တွေကိုဘယ်နေရာကနေဘလို့ဆိုတာသိလာစေပါမယ်အဲ့ဒါကြောင့်စောစောကြာရှုံးပါစီခဏရှုံးနေပါစီရှေ့လျှောက်ဘလို့အရှုံးတွေပဲရင်ဆိုင်နေရပါစီအားငယ်ဖို့မလိုပါဘူးရှုံးနေမှုတွေကအောင်မြင်မှုတွေကြံ့ခံမှုတွေနဲ့အောင်မြင်မှုအတွက်စာလောင်မှုတွေကိုပေးစွမ်းနိုင်ပါတယ်ဝမ်းနည်းစရာကောင်းတာကတော့အဲ့ဒီအရှုံးဟာစောစောကကောင်းတာတွေထက်လက်လျှော့ခြင်းနဲ့ကိုတန်ဖိုးမဲ့တရားအဖြစ်ခံစားရစေတာတွေကိုပိုဖြစ်စေပါတယ်အောင်မြင်သူတွေကအရှုံးကိုသဘောမကျပေမဲ့အရှုံးကြောင့်သူတို့ရက်တန့်သွားတာမျိုးတော့မလုပ်ကြပါဘူးနောက်တစ်ခါအရှုံးနဲ့ရင်ဆိုင်ရပြီဆိုရင်ကြီးကျယ်မြင့်မြတ်တဲ့အရာတွေဒီကမ္ဘာပေါ်မှာရှိနေပါသေးတယ်လို့သာအာရုံပြုလိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်ကဘယ်အရာတွေကအသုံးဝင်ပြီးအလုပ်ဖြစ်တယ်ဆိုတာထက်ဘယ်အရာတွေကအလုံးမဖြစ်ဘူးအသုံးမဝင်ဘူးဆိုတာကိုသိရှိထားပါတယ်ခလေးဘွားကိုပဲပြန်တွေးကြည့်လိုက်ပါကျွန်တော်တို့စပိန်စီစတင်တဲ့အချိန်မှာရှုံးနေခဲ့ဘူးတာတွေရှိမယ်ဒါပေမဲ့ကျွန်တော်တို့မရက်တန့်ခဲ့ပါဘူးအဲ့ဒီနောက်ဆက်လိုက်ရှုံးနေတယ်မှောက်လဲတယ်ကျွန်တော်တို့မြေကြီးကိုလက်နဲ့တွန်းပြီးပြန်ထားခဲ့ပါတယ်ခရီးဆက်ခဲ့တယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့ရဲ့စပိန်စီးနိုင်သွားခြင်းဆိုတဲ့ဘန်းနိုင်ကိုရောက်ရှိခဲ့ရပါတယ်အဲ့ဒီနောက်ဘာဆက်ဖြစ်မလဲကျွန်တော်တို့အသက်တွေကြီးလာကြတယ်အိုမင်းလာတယ်အားနေလာပါတယ်ကျွန်တော်တို့အရွယ်နဲ့စပိန်ဘော်ကိုပြန်တက်ဖို့တော်တော်အားနေလွန်းနေပြီအဲ့ဒီလိုစင်ကြီးတွေပြီးကြပါမယ်ကျွန်တော်တို့တကယ်ပဲအိုမင်းသွားမလားကျွန်တော်တို့ကပြင်းနေကြပြီလားအားနေသွားတာလားနိုးပါကျွန်တော်ကမိတ်ဆွေကိုအားမနေသေးပါဘူးကိုအဲ့ဒီအမှန်တရားကိုချပြလိုက်ပါစပိန်ဘော်ကိုပြန်တက်လိုက်ပါမိတ်ဆွေကိုဘာကြောင့်စပိန်ဘော်ကပြုတ်ကျခဲ့တယ်ဆိုတာကိုသင်ခန်းစာယူပြီးတော့အဲ့ဒီသင်ခန်းစာကိုအသုံးချပြီးတော့အရင်ထက်ပုံမstrongဖြစ်လာရမယ်လူတွေတော်တော်များရှုံးနေကြတဲ့အခါအပြုတ်သဘောမဆောင်မင်းနဲ့မကောင်းတဲ့ reaction တွေဖြစ်လာတဲ့အခါကျွန်တော်တော်တော်စိတ်ဆိုးမိပါတယ်ရှုံးပါစီပေါ့အရင်ကလည်းရှုံးပြီးပြီအခုလည်းမကြာခဏရှုံးနေရတယ်နောက်လည်းရှုံးနေရအောင်ပါပဲမိတ်ဆွေတို့ရဲ့ဒီနေ့မှာတည်ရှိနေခြင်းကမနှက်ပြန်ပုံမကောင်းမွန်တဲ့သူအဖြစ်တည်ရှိဖို့ပါကိုအောင်မြင်ရမယ်လို့တွေးထားပါအမျှော်မြင်ရှိပါအိမ်မက်တွေရှိနေပါစေအဲ့လိုသာဆိုရင်တော့ဂုဏ်ယူပါတယ်မိတ်ဆွေကအောင်မြင်မှုတွေစီကို95%ခြေလမ်းစတင်နေပါပြီစိတ်ကူးယဉ်ကြည့်လိုက်ပါမိုက်ကယ်ဂျော်ဒန်ကသာသူ့ရဲ့ဘောလုံးပြစ်ချက်တွေလွဲမှာကိုကြောက်နေမယ်ဆိုရင်ဘတ်စကတ်ဘောသမားတော့မှမလုပ်တော့ပါဘူးစတီဗ်ဂျော့ကလည်းသူ့ရဲ့ product တွေအောင်မြင်ပါမလားဆိုတာကိုတွေးပူနေ iPhone ဆိုတာတော့မှပေါ်လာပါမလားအဲ့တော့ကိုမေးခွန်းထုတ်ပါအရှုံးဆိုတာကိုကြောက်နေတဲ့လူတစ်ယောက်အဖြစ်ရှေ့ဆက်ချင်တာလားအောင်မြင်မှုတွေကိုလူလားတဲ့လူတစ်ယောက်အဖြစ်ရှေ့ဆက်သွားမှာလားဘယ်ဟာကိုရွေးချယ်မှာလဲမိတ်ဆွေကတစ်ခုကိုတော့ဒီကနေ့မှရွေးချယ်ရမယ်တစ်ခုကတော့အရှုံးတစ်ခုကတော့အနိုင်ပေါ့မိတ်ဆွေရတာတကယ်ကိုအနိုင်ကိုပဲလူလားတောင်းတတယ်ဆိုရင်ဘယ်အရာကမှမိတ်ဆွေကိုမတားနိုင်ပါဘူးဘေးလူတွေကတော့အရေးမပါတာတွေဝင်ပြောကြလိမ့်မယ်တကယ်မဖြစ်နိုင်ပါဘူးတရားမှတယောက်ပဲထိတ်ဆုံးကိုရောက်ကြတာသူတို့ပြောတာလည်းမမားပါဘူး100%လောက်ပဲအားကစား program တွေကိုအောင်မြင်ပြီးတော့ကိုလိုချင်တဲ့ body ကိုရရှိကြပါတယ်တရားမှ100%သောအတွဲတွေကပဲအဆုံးသတ်အထိကောင်းမွန်တဲ့ဆက်ဆံရေးနဲ့အဆင်ပြေတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒါကမိတ်ဆွေမှာကိုယ့်ရဲ့ပန်းနိုင်တွေအတွက် chance ကတော့100%ပဲရှိတယ်လို့မဆိုလိုပါဘူးမိတ်ဆွေကကျန်တဲ့99%သောအခွင့်အရေးတွေကိုယူတတ်ဖို့လိုတာပါအဲ့ဒါကြောင့်လက်လျှော့အရှုံးပေးတာထက်ပိုကောင်းတဲ့အရာတစ်ခုခုကိုရွေးချယ်ပါ
စောစောပြောခဲ့တဲ့ရာခိုင်နှုန်းတွေကနံပါတ်ကလေးတွေပါပဲကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုတစ်ချက်လောက်ကြည့်လိုက်ပါမိတ်ဆွေကောင်အဲ့ဒီလိုလူတွေကလူသားမှန်မဲလားအဲ့လိုသာဆိုတော့ဒီဗီဒီယိုကိုမိတ်ဆွေရွေးတာမှားတော့ပါပြီဒီဗီဒီယိုကမိတ်ဆွေကိုအများနဲ့မတူဘဲနဲ့အရှုံးကိုရင်ဆိုင်ပြီးကြော်ဖြတ်ဖို့ပါအောင်မြင်မှုကိုတကယ်ချစ်ကြည့်လိုက်ပါဘာဖြစ်သွားမယ်ထင်ပါသလဲရှေ့လျှောက်10ချိန်မကလို့အချိန်100 1000ရှုံးနေတော့မှအဲ့ဒီအရှုံးကထာဝရမဟုတ်ဘူးဆိုတာကိုလက်ခံလာမယ်အဲ့ဒီအရှုံးကလုံးဝထာဝရအရှုံးမဟုတ်ပါဘူးမိတ်ဆွေကကိုယ့်ဘာသာကိုပြန်ထလာနိုင်မယ်အရင်ကတည်းကပို့ပြီးရဲရဲရင်ပို့ပြီးတော့မှပညာသားပါပါနဲ့ရင်ဆိုင်တက်လာမယ်နောက်ဆိုရင်10ချိန်ရှုံးပြီးတိုင်းအောင်မြင်မှုအတွက်တစ်ချိန်ပုံမူခြေလန်းတိုးလာပါမယ်မိတ်ဆွေကသာအောင်မြင်မှုကိုတကယ်လိုလားပြီးတော့စိတ်သက်ပြင်းထန်နေရင်အနိုင်အတွက်အရှုံးများစွာပေးဆက်ရမယ်ဆိုရင်လည်းမိတ်ဆွေကလုပ်ပါလိမ့်မယ်အဲ့ဒါကအောင်မြင်သူတွေရဲ့လမ်းစဉ်မှာကျွန်တော်မိတ်ဆွေတို့ကိုအောင်မြင်မှုလမ်းကြောင်းမှာအရန်လွဲမှားနေတဲ့အယူအဆမားတစ်ခုကိုပြောပြပေးပါမယ်အဲ့ဒါကတော့ရှုံးနေမှုကိုကြောက်ရွံ့ခြင်းဟာအောင်မြင်မှုနဲ့နှီးစပ်ခြင်းဆိုတဲ့အမှားယွင်းအယူအဆတစ်ခုပါမှားပါတယ်အဲ့ဒါအလိမ်ညာတစ်ခုပါတော်တော်ကြီးမားတဲ့အနောက်ရှက်အလိမ်ညာတွေကတစ်ခုလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်လည်းပဲအရင်ကအဲ့ဒါကိုမှန်တယ်လို့ယူဆခဲ့ဘူးတယ်ကျွန်တော်ပတ်ဝန်းကျင်ကရှုံးနေကြတဲ့တငယ်ချင်းတွေကိုတွေ့တိုင်းဟာငါတို့တို့တွေလိုမဖြစ်ချင်ဘူးကွာလို့တွေးမိဘူးတယ်ဒါပေမဲ့တနေ့မှတော့အမှန်တရားကိုသိခဲ့ရပါတယ်တနေ့မှကျွန်တော်လမ်းလျှောက်ထွက်လာရင်ကအုတ်ထုတ်ဆောင်းထားပြီးတော့ဒုက္ခတစ်ချောင်းနဲ့ဝတ်စုံပြေဝတ်ထားတဲ့အသက်80ရွယ်အဖိုးတယောက်ကိုတွေ့လိုက်ပါတယ်အဲ့ဒီအဖိုးကဒုက္ခကိုအားပေးပြီးတော့ခက်ခက်ခဲခဲရှောက်နေရပြီးလမ်းဆုံးတနေရာမှာလဲကျသွားတယ်ကျွန်တော်လည်းသူ့စီကိုကူညီဖို့ပြေးသွားတာပေါ့သူ့ကိုဆွဲထုတ်ပေးလိုက်ပြီးတော့မှသူကလည်းကျေးဇူးတင်ပါတယ်လို့ပြန်ပြောပါတယ်ပြီးတော့ကျွန်တော်တို့နှစ်ယောက်တယောက်နဲ့တယောက်မိတ်ဆက်ကြပြီးတော့နည်းနည်းလောက်စကားလက်ဆောင်ကြားခဲ့ကြသေးတယ်သူ့နာမည်က Robert တဲ့ပြီးတော့သူကကျွန်တော်နှုတ်ဆက်ပြီးတော့လမ်းဆက်ရှောက်ဖို့ထွက်သွားနေတော့မှကျွန်တော်ကအခုလိုလမ်းပြောလိုက်တယ်ဦးလေးကအိမ်မှာပဲနေတဲ့နဲ့ထင်တယ်နော်လို့ပြောတော့သူကရပါတယ်ငါလမ်းလျှောက်ရတာချစ်တယ်ငါလမ်းလျှောက်ရတာကိုငါလဲကြသွားမှကြောက်တာထက်ပိုချစ်တယ်အဲ့တော့ကျွန်တော်လည်းပြန်မေးလိုက်တယ်အဲ့တော့ဦးလေးရဲ့အသက်အန္တရာယ်ကဦးလေးအသက်ရှိရှိမနေချင်တော့ဘူးလားလို့မေးတော့သူကဒီမဲ့ကောင်လေးတဲ့ရှင်တန်နေရတဲ့ရည်ရွယ်ချက်ကကိုချစ်မြတ်မျိုးတာတွေကိုဖြစ်အောင်လုပ်နေရဖို့ပဲတဲ့အကယ်၍အဲ့ဒီလိုလမ်းလျှောက်နေလို့ငါလဲကြနေဦးမယ်ဆိုရင်လည်းပဲလဲကြပါစေတဲ့ဒီလိုပြောပြီးတော့မှထွက်သွားပါတယ်အဲ့ဒီနောက်လည်းသူ့ကိုကျွန်တော်ထပ်မတွေ့ပြတော့ပါဘူးကျွန်တော်ခေါင်းထဲမှာတော့အတွေးပေါင်းများစွာကချိန်ရစ်စေခဲ့ပါတယ်အဲ့ဒီနေ့ကကျွန်တော်တခုခုကိုသင်ယူလိုက်ရပါတယ်ပြောခဲ့တယ်လို့ပါပဲကျွန်တော်အရင်ကရှုံးနေရမှာကိုတအားကြောက်ခဲ့တာပါအဲ့ဒီအကြောက်တရားကကျွန်တော်တို့ကိုအောင်မြင်မှုစီကိုရောက်ဖို့တွန်းအားတစ်ခုလို့ထင်ခဲ့မိတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့အဲ့ဒီနေ့မှာတော့ကျွန်တော်သင်ယူလိုက်ရပြီကျွန်တော်သိသွားပါပြီတကယ်တော့အောင်မြင်မှုကိုချစ်တဲ့အချစ်စစ်ကသာအောင်မြင်မှုကိုတွန်းပို့မှာပါအကြောက်တရားမဟုတ်ပါဘူးအဲ့တော့တွေးကြည့်ပါအကယ်၍ရောဘတ်သာချော်လဲမှာကြောက်ရင်လမ်းလျှောက်ဖြစ်ပါအောင်မလားဘယ်လုပ်ပါမလဲဟုတ်တယ်မလားသူချစ်ရတဲ့အလုပ်ကိုဆွန့်လွတ်ပြီးတော့အိမ်မှာပဲငုတ်တုတ်ထိုင်နေတော့မှာပေါ့ရောဘတ်ရဲ့သူ့ရဲ့လမ်းလျှောက်တာကိုချစ်တဲ့အချစ်ကသူ့ကိုကြာရှုံးမှကိုမကြောက်ဘူးတွန်းအားပေးခဲ့တဲ့အပြင်သူ့ကိုလည်းပြန်ထားဖို့ခွန်အားပေးခဲ့ပါတယ်ရောဘတ်လည်းတကယ်ကိုဆန္ဒရှိနေတာကြောင့်ဆယ်ချိန်မကကြာရှုံးမစီဆက်ရှောင်နေဦးမှာပါမိတ်ဆွေတို့လည်းအဲ့ဒီလိုလုပ်ရမှာပါမိတ်ဆွေတို့ကိုတခြားသူတယောက်ကမင်းရှုံးတော့မှာလို့လာပြောရင်အေးမင်းမှန်တယ်လို့ပြန်ပြောလိုက်ပါဒါပေမဲ့ကြောက်တော့မကြောက်လိုက်ပါနဲ့ဘယ်နှချိန်ပဲရှုံပြန်ထပါပြန်ရင်ဆိုင်မှုအာယူပါဘာလို့လဲဆိုတော့10ချိန်မြောက်ရှုံနေမှုအပြီးမှာ17ချိန်မှလည်းအောင်မြင်နိုင်ပါတယ်မိတ်ဆွေကအရှုံးနဲ့အစင်မပြေတဲ့ဘဝကိုနေနေရပါတယ်ဘာကြောင့်လဲဆိုတော့မိတ်ဆွေကအတိတ်မှာကိုယ့်ရဲ့ပန်းနိုင်မရောက်ပဲနဲ့ရှုံနေခဲ့မှုပါတယ်အဲ့ဒါကြောင့်အခုချိန်မှာအပြောင်းလဲတစ်ခုကိုစလုပ်တင်ပြီလို့မှတ်ယူပါတကယ်ပြောတာပါဘဝဆိုတာအရန်တူတောင်းပြီးတော့တော်တော်မှန်းဆရခက်ခဲပါတယ်လူတွေရဲ့သိချင်းတရားကိုလည်းဘယ်နေ့ဘယ်အချိန်ဆိုတာကိုခံမှန်းလို့မရပါဘူးတကယ်ကိုပြောင်မြောက် surprise တိုက်တတ်ပါတယ်ကျွန်တော်အသက်73နှစ်တုန်းကပေါ့ကျွန်တော်မှအရန်ချရတဲ့ဆရာတယောက်ရှိခဲ့ဘူးတယ်သူကတကယ်ကိုထူးချွန်ပြီးတော့ထက်မြက်တဲ့ဆရာကောင်းတယောက်ပါသူကျွန်တော်ကိုသူတည်သမျှဆက်တဲ့ဘူးတရတွေပြောပြပေးတယ်နေ့တိုင်းကျောင်းကိုစပိန်စီးလာတယ်သူ့မှာချရတဲ့မိန်းမလည်းရှိတယ်ကလေး2ယောက်လည်းရှိတယ်ကျွန်တော်တို့ကတော့သူကဘုရားသခင်ကပေးတဲ့လက်ဆောင်တစ်ခုလိုပဲဒီနေ့မှာတော့သူကလမ်းဆောင်တစ်ခုကိုဖြတ်ကူးနေရင်ကနမောနမဲကားဒရိုင်ဘာတယောက်ဟာအရှိန်နဲ့ဆရာကိုဝင်တိုက်သွားပါတယ်ဆရာလည်းအဲ့ဒီမှာလည်းပွဲချင်းပြီးတည်ဆုံးသွားပါတယ်အဲ့ဒီနေ့ဆရာတည်သွားတဲ့အဖြစ်အပျက်ကကျွန်တော်ကိုအရန်အရေးကြီးတာတစ်ခုကိုသင်ပေးလိုက်ပါတယ်မတည်သင့်သေးတဲ့သူပဲဖြစ်ဖြစ်လူကောင်းတယောက်ပဲဖြစ်ဖြစ်မိတ်ဆွေရဲ့ဘဝအဆင့်တန်းကမြင့်မားနေသူပဲဖြစ်ဖြစ်တည်ခြင်းတရားကိုရှောင်လဲလို့မရဘူးဆိုတာကိုပြသသွားခဲ့ပါတယ်အဲ့ဒီအရာကြီးကလည်းကျွန်တော်အပါအဝင်မိတ်ဆွေတို့ကိုစားသုံးသွားမှာပါအဲ့ဒီအချိန်ကနောက်နှစ်50မှာဖြစ်နိုင်တယ်နောက်10နှစ်လည်းဖြစ်နိုင်တယ်နောက်နှစ်လားဒါမှမဟုတ်မနှက်ပြန်ဘူးအဲ့ဒါကိုမိတ်ဆွေကမတားဆီးနိုင်တယ်လို့မိတ်ဆွေပတ်ဝန်းကျင်ကလူတွေလည်းမတားဆီးနိုင်ပါဘူးမိတ်ဆွေတို့ကအသွားမတော်တလန်းဆိုသလိုပဲတခုခုလွဲချော်သွားတာနဲ့အဲ့ဒီသေဆုံးခြင်းတရားဟာမိတ်ဆွေအပါအဝင်မိတ်ဆွေတစ်ဘဝလုံးလုပ်ခဲ့တဲ့အောင်မြင်မှုတွေကိုပါမျက်စိတမိတ်အတွင်းဆွဲယူသွားပါလိမ့်မယ်မိတ်ဆွေကလမ်းလျှောက်နေပါစေဓာတ်တွေကစီးနေပါစေလေကားတဲ့အောက်ကိုဆင်းနေပါစေဘယ်နေရာမှာပဲရှိနေပါစေရှောင်လဲလို့မရအောင်နှလုံးယောဂနဲ့သေဆုံးသွားကြသူတွေကိုမိတ်ဆွေတွေ့ဘူးမှာပါဘာယောဂအခမ်းမမရှိဘဲနဲ့ဘာအကြောင်းရင်းမှမရှိဘဲနဲ့သေဆုံးသွားတာမျိုးကိုပြောတာပါအဲ့ဒါကြောင့်ကျွန်တော်တို့ကရက်စက်တဲ့လောကကြီးထဲမှာနေနေရပါတယ်မိတ်ဆွေလည်းအဲ့ဒီအရာကိုမထိန်ချုပ်နိုင်ဘူး
အတူချုံပြန်ပြောရရင်တော့မိတ်ဆွေဘလို့ဘဝခီးလန်းကိုပဲရှောက်ရှောက်အဆုံးသက်လမ်းတောင်တနေရာမှာတော့တေချင်းတရားမိတ်ဆွေကိုဆွဲခေါ်သွားမှာပါမိတ်ဆွေမှာကျွေးမွေးနေရတဲ့မိသားစုရှိတာတွေပြိုးထောင်ပေးနေရတဲ့သားသမီးတွေရှိနေပါစေအောင်မြင်နေပါစေချမ်းသာနေပါစေအဲ့ဒီအရာကဂရုမစိုက်ပါဘူးအဲ့ဒီအတွေးကမယိုးရှင်းဘူးလားအဲ့ဒီလိုခံမှန်းလို့မရအချိန်မီရောက်လာတတ်တဲ့တေချင်းတရားအကြောင်းကိုမိတ်ဆွေသိလိုက်ရပြီးတဲ့နောက်မှာတော့မိတ်ဆွေကဘဝမှာခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချတတ်ဖို့နဲ့အဲ့ရကထားရင်လည်းဂရင်မမထပ်ပြီးပေကက်မလီပဲနဲ့ကောက်ထားဖို့မိုတီတီရတဲ့ပါပြီမိတ်ဆွေတို့တွေကတချို့ကတော့စီးပွားရေးတစ်ခုစထူထောင်မှုလုပ်နေမယ်ကိုယ့်ဘဝကိုကောင်းတဲ့စိတ်ကူးအသစ်တွေနဲ့ပုံဖော်ခြင်းနေမယ်ကိုယ်မှာကောင်းတဲ့ပေါ်စရာအိမ်မက်တွေရှိခြင်းရှိနေမယ်ဒါမှမဟုတ်လေဆရာဝန်တယောက်မိသက်သမားတယောက်အင်ဂျင်နီယာတယောက် professional အားကစားထူးချွန်သူတယောက်ဖြစ်အောင်ကြိုးစားခြင်းနေလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့တွေကတချို့ကတော့အဲ့လိုရည်မှန်းချက်တွေမရှိကြပါဘူးဘာလို့လဲဆိုတော့သူတို့ဟာရှုံးနေရမှာကြောက်နေလို့ပါသူတို့ရဲ့အကြောက်တရားကသူတို့ရဲ့အောင်မြင်မှုကိုသိမ့်ပိတ်တာခံလိုက်ရပါတယ်သူတို့တွေကသူတို့ရဲ့မိဘတွေဆွေမျိုးတွေနဲ့ဘေးလူတွေရဲ့သူတို့ပေါ်ထားရှိတဲ့အထင်အမြင်တွေကိုကြောက်နေကြပါမယ်တကယ်တမ်းကျတော့ကျွန်တော်တို့မှာမွေးရပါဖြစ်တဲ့ထူးချွန်မှုပါရမီဆိုတဲ့လက်ဆောင်ကိုရရှိထားပြီးသားပါအဲ့ဒီအရာကိုအသုံးချပြီးကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေကိုပုံမကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်အဲ့ဒီလက်ဆောင်လေးကိုလက်ခံရအောင်နိုင်မဲ့တကယ်နီးလန်းကတော့စွန့်စားခြင်းဆိုတဲ့နီးလန်းပါပဲအဲ့ဒီလက်ဆောင်ကိုအမှန်တကယ်လက်တွေ့ဖြစ်လာစေခြင်းရင်တော့တစ်ချိန်ချိန်မှာစွန့်စားရမှာပဲအဲ့လိုမှမဟုတ်ရင်တော့လောကကြီးကမိတ်ဆွေကိုတဏီကုံကျုံလို့အလုပ်လုပ်ပြီးတော့မှစာဝတ်နေအတွက်ရုန်းကန်နေရတာကိုဝမ်းသာအားရထိုင်ကြည့်နေပါလိမ့်မယ်တနည်းအားဖြင့်တော့အဲ့ဒါကအိမ်မက်ဆိုးကြီးတစ်ခုပါကျွန်တော်ပြောတာယူပါမိတ်ဆွေကမစွန့်စားဘူးပုံသေးဘွားကခုံမထွက်ဘူးဆိုရင်တစ်ချိန်ချိန်မှာနောင်တတွေနဲ့နေရပြီးတော့မိတ်ဆွေတို့ရဲ့ဆန္ဒတွေပန်းတိုင်တွေကြိုးစားခဲ့တဲ့အရာတွေကလည်းမိတ်ဆွေတို့နဲ့အတူတည်သွားရပါလိမ့်မယ်ကျွန်တော်အတွေ့အကြုံနဲ့ရင်းပြီးပြောပြချင်ပါတယ်ကျွန်တော်ဘဝမှာအရန်ကိုဒေါသထွက်ခဲ့ရတဲ့အခိုက်အတန့်တွေရှိပါတယ်ကျွန်တော်လုပ်ခဲ့တဲ့အရာတွေကိုစိတ်ဆိုးတာမဟုတ်ပါဘူးကျွန်တော်မလုပ်ခဲ့ရတဲ့အရာတွေအခွင့်အရေးနဲ့မဖမ်းဆုပ်လိုက်ရတဲ့အခွင့်အရေးတွေကအများကြီးပါကျွန်တော်ရဲ့ရနိုင်တဲ့အခွင့်အရေးတွေကိုကျွန်တော်ကိုယ်တိုင်ရေစုံမျောပစ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာလည်းတချင်းကသူများတွေရဲ့ကိုယ်ပေါ်ထားတဲ့အထင်အမြင်တွေကိုအယမ်းကြောက်ခဲ့ပါတယ်။အဲ့ဒီရက်ဒီမှာကျွန်တော်အယမ်းစိတ်ညစ်ခဲ့ရတယ်။အကြာကြီးထိုင်ပြီးညနဲ့အောင်တွေးနေခင်းမိတယ်။ကျွန်တော်စာရွက်ပေါ်မှာခြာရေးကြည့်တယ်။ပြောခဲ့တဲ့ခံမှန်းမရတဲ့သေခြင်းတရားတွေနဲ့အိမ်မက်ခရီးလမ်းမှာခြာရှုံးမှုတွေအိမ်မက်တွေကိုအကောင့်ထဲမဖော်နိုင်ခဲ့လို့ဇမတ်ပွင့်ရဆိုးရတဲ့ဘဝကိုဖျက်ဆီးရမှာရဲ့။ဒီနေ့တော့ဒီလောက်ပါပဲတော်ပါပြီဆိုပြီးတော့မှစင်ကြေစင်လက်တွေရှောက်ပေးနေတာပဲ။အဲ့လိုမျိုးအရာတွေအားလုံးကိုတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ကြည့်လိုက်ပါအဲ့တော့ကျွန်တော်အနေနဲ့မိတ်ဆွေတို့ကိုအခုကစပြီးတော့နေ့တွေကိုနောက်ဆုံးရှင်သန်ရမယ့်နေ့တွေလို့သဘောထားပြီးဆွန့်စားလိုက်ပါလို့မှားချင်ပါတယ်ကိုအသက်60ရောက်တဲ့အခါဂရင်မော်ကမထနိုင်တော့တဲ့အချိန်ကိုမဖြစ်မြောက်ခဲ့တာတွေကြောင့်စိတ်ဆင်းရဲကြီးစွာနဲ့နောင်တတွေနဲ့နေရတာထက်ငါအသက်18တုန်းက20တုန်းကကြိုးစားခဲ့တဲ့နာဆိုပြီးနောင်တရနေတာထက်အောင်မြင်ပြီးပျော်ရွှင်တဲ့ဘဝကိုရရှိခဲ့တဲ့သူဖြစ်အောင်ကြိုးစားရမယ်မနှက်ပြန်ဆိုတာမသိကြပါဘူးကျွန်တော်ကတော့ကိုယ့်ဘဝကိုမဖြစ်မြောက်ခဲ့တဲ့အိမ်မက်တွေနဲ့နောင်တရနိုင်မယ့်အစားပန်းနိုင်တဲ့ဝါသနာနောက်လိုက်ပြီးတော့မှသေရတာကိုပူချိုက်ပါတယ်ဘဝအရန်တူတောင်ပြီးမှန်းစားလို့မရပါဘူးကျွန်တော်အမြင်ရတော့ဘဝဆိုတာကတတောင်တတာနဲ့ရိုးရှင်းရှင်းကြီးဖြတ်သန်းမှုမတန်ပါဘူးလူတွေတော်တော်များများကတော့သူတို့ရဲ့ဘဝတွေကိုစွန့်စားရတာထက်တတောင်တတာနေကြပါတယ်အဲ့ဒါကိုလည်းကျွန်တော်နားလည်ပါတယ်အဲ့ဒီစွန့်စားမှုတွေကသူတို့ကိုမွန်းကျက်စေတယ်ဒုက္ခရောက်စေတယ်မိသားစုပါစိတ်ဆင်းရဲရတယ်အလုပ်ပြီးစေတယ်အဲ့ချိန်ကြီးဆုံးရှုံးရတယ်လူတစ်ယောက်ကတတောင်တတာနေရတာအဆင်ပြေသွားပြီဆိုရင်အဲ့ဒီ comfort zone ထဲမှာပဲနေတတ်ပါတယ်ကျွန်တော်ကတော့အဲ့ဒါကို comfort zone ဆိုတာထက် danger zone လို့ခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ comfort zone ကမိတ်ဆွေတို့ကိုအမြဲနေခြင်းနေအောင်စီးရုံတက်တာကြောင့်ပါ။ကျွန်တော် comfort zone အကြောင်းကောင်းကောင်းသိပါတယ်။ comfort zone ကအရန်စီးရုံတာတော့တယ်။ထွက်ပြေးလွတ်မြောက်ဖို့ခက်တယ်။မိတ်ဆွေကို comfort zone ကစီးရုံလိုက်ပြီဆိုရင်သတိလက်လွတ်ဖြစ်သွားစီမှာပါ။ကျွန်တော်ဒီဟာကိုတော့အတီးပြောနေတာပါ။ကျွန်တော် comfort zone နဲ့ပတ်သက်ပြီးတော့မှအရန် serious ဖြစ်ပါတယ်။ကျွန်တော်အရန် serious ဖြစ်ရတဲ့အကြောင်းရင်းကတော့ Ray Lewis ပြောခဲ့တဲ့စကားတစ်ခွန်းကြောင့်ပါ။မင်းကကြီးကျယ်ခံစားမှုအတွက်စိတ်သက်မပြင်းပြနေဘူးဆိုရင်ပုံမှန်အနေတော်ဘဝနဲ့ပဲမင်းနေသားချလိမ့်မယ်အဲ့ဒါအဓိက point ပါပဲကျွန်တော်ကတော့ပုံမှန်ဘဝမျိုးနဲ့နေသားကြမဖြစ်ချင်ပါဘူးတခြားသူတွေကိုလည်းမဖြစ်စေချင်ပါဘူးဒါကြောင့် comfort zone ထဲကနေထွက်ပြေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရှင်းပြခဲ့တာနည်းနည်းများသွားပြီထင်တယ်မိတ်ဆွေကဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးနေတော့မဲလားအဲ့ဒါဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့သစ္စာရှိတဲ့အမာခံပရိသတ်ကြီးတွေကိုလည်းတကယ်လေးစားပါတယ်ချစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကောင်းမွန်တဲ့နေ့လေးပိုင်ဆိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ